မြတ်စွာဘုရားရှင်ကိုရောမြတ်မှာလဲကုံတဲ့ညီနောင်နှစ်ဦးဖြစ်တဲ့တဖုသားနဲ့ပလိကတို့ဟာစံတော်ရှိစုပေးသနာတော်မူခဲ့ပါတယ်ဒီပုံကတော့ကုံတဲ့ညီနောင်မှစံတော်ရှိစုဟာရန်ကုန်မြို့ဘူထောင်စိတ်ကမ်းသို့တင်မောဖြစ်ပင့်ဆောင်လာပုံပဲဖြစ်ပါတယ်တင်ကုတ်တကုန်းတော်ပေါ်မှာဌာပနာတိုက်ဆောက်လုပ်ရင်းနဲ့ရှေးကဘုရားရှင်များရဲ့တောင်ဝေတော်ရေစစ်တော်နဲ့သင်္ကန်းတော်များပါတူးဖော်ရရှိခဲ့ကြပါတယ်ဘုရားရှင်ဌာပနာတော်၄စုဟာဥက္ကလပမင်းကြီးဌာပနာတိုက်အသင်းသို့ပင့်ဆောင်ကရွှေတကုံစီရီတော်အားစတင်တည်ထားကိုးကွယ်ခဲ့ပါတယ်ဌာပနာတိုက်ဆောက်လုပ်နေစဉ်အတွင်းယခုနောင်တော်ကြီးဖျားတည်ထားရနေရာမှာစံတော်များကိုယာယီနန်းဆောင်များဆောက်လုပ်ကခေတ္တထားရှိခဲ့ပါတယ်တင်ကုတ်တကုန်းတော်ဌာပနာတိုက်ဆောက်လုပ်နေစဉ်ရှေးဖျားများရဲ့ဌာပနာတော်၃စုပါတူးဖော်ရရှိခဲ့ကြပါတယ်ယခုမြင်တွေ့နေရတဲ့စေတီကတော့ဥက္ကလပမင်းကြီးပထမဆုံးတည်ထားကိုးကွယ်ခဲ့သောတိကုံမစေတီတော်ရွှေတကုံဖျားပထမဆုံးပုံစံပဲဖြစ်ပါတယ်ခင်ဗျာဒီပုံကတော့ရှေးမုံပြင်းများခေတ်ဆက်ဆက်စေတီတော်အားပြုပြင်တည်ထားခဲ့ကြတဲ့ပုံပဲဖြစ်ပါတယ်ပညာယံပညာဘရူပညာကင်တော်ရှင်စောပူဓမ္မစေတီမင်းအစရှိသဖြင့်ညံတော်302ပေအမြင့်ထိခေတ်ဆက်ဆက်ပြုပြင်ခဲ့ကြပါတယ်ဘေမာကြီးရှင်စောပူလက်ထက်မှာတော့ညံတော်တိုးမြင့်တိဆောက်ခဲ့ခြင်းအပြင်ဇေယီတော်ကုန်းမြင့်ညှိခြင်းဂဝင်ကြောက်တုံးများနဲ့ခိုင်ခန့်အောင်တိဆောက်ခြင်း structure work လုပ်ငန်းစဉ်များကိုကောင်းမွန်စွာဆောင်ရွက်နိုင်ခဲ့ပါတယ်စင်ဖြူရှင်မဲလက်ထက်မှာတော့ဗမာမွန်ယူရီးယားအာတန်ကတဲမဏိပူရာနီပေါ်တရုတ်နိုင်ငံတို့မှာအသက်ပညာရှင်1000ကျော်ဖြင့်ရွှေတကုံစီတီတော်အနုလက်ရစိတ်များလင်းပစ်နဲ့ရီလန်းချောင်းဥမင်လိုင်လန်းချောင်းများအသေးစိတ်မွမ်းမံတိဆောက်ခဲ့ပြီးယနေ့ကျွန်တော်တို့ဖူးမြင်နေရတဲ့ညံတော်329ပေအထိတိုးမြင့်တိဆောက်ကခီတော်တဲတင်လူခဲ့ပါတယ်စင်ဖြူရှင်မင်းကတော့လက်ရှိရွှေတကုံဖျားကြီးရဲ့ဝိသုကပညာရှိတစ်ယောက်ပဲဖြစ်ပါတယ်ခင်ဗျာဒီပုံမှာတော့နောင်တော်ကြီးစေတီတော်နဲ့ဂျာမစေတီငယ်တစုတို့ကိုရွှေတကုံစေတီတော်ကြီးရဲ့အလဲဘိုးနဲ့ညင်းတစ်ဖြောင်နဲ့အဖြစ်တွေ့မြင်နေရမှာပါစံတော်တိုက်သို့ဝင်ရန်လန်းနေရာမှာစေတီငယ်ရဲ့အတွင်မှာစတင်တယ်လို့အဆိုရှိခဲ့ကြပါတယ်ဌာပနာတော်တိုက်အဝင်မို့ဥပမာတော့တရားမင်းအမေရိကရုခဒေဝနဲ့ဝင်းနုသမနာရုခဒေဝနဲ့ဥတ္တမရရုခဒေဝနဲ့ခိပသွဲရုခဒေဝနဲ့တော်ကရုခဒေဝနဲ့ရုပ်ထုများကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်ဌာပနာတော်တိုက်အတွင်းပိုင်းမှာတော့66ပေအမြင့်ရှိပြီးခမ်းနားထေဝါစွာတည်ဆောက်ထားပါတယ်3ပေအချင်းရှိတဲ့ကျေးမုံကျဲကြီးဖြင့်ပြင်ပနေလင်းတန်းအားတက်စစ်ချိုကဌာပနာတော်တိုက်အတွင်းအလင်းပေးထားခဲ့ပါတယ်ဒါကတော့ဆယ်ပေပက်လေရေတွင်းနဲ့ပြတ်တက်5ခုပါကရဝိတ်ဖောင်တော်ပါဖောင်တော်ပေါ်ရှိပြတ်တက်တစ်ခုချင်းစီမှာဌာပနာတော်တစုစီထည့်သွင်းကာဌာပနာထားပါတယ်ရွှေတကုံဖျားစီရီတော်မြတ်ကြီးကိုဌာပနာတော်၄စုရှိသဖြင့်၄စုတပုံရွှေတကုံဟုအဆိုရှိခဲ့ကြခြင်းပဲဖြစ်ပါတယ်။ကကုတ္တမြတ်စွာဘုရားတောင်ဝေးတော်ကောနာကုံမြတ်စွာဘုရားရဲ့ဓမ္မခရရေစစ်တော်ဂေါတမမြတ်စွာဘုရားရဲ့စံတော်ရှိစုကတ္တပမြတ်စွာဘုရား၏ရေသနုတ်သင်္ကန်းတော်နဲ့နောက်ပွင့်မဲ့အရိမတယမြတ်စွာဘုရား၏တတ်တော်မွေတော်ဌာပနာရန်နေရာပဲဖြစ်ပါတယ်။ဌာပနာတော်တိုက်မှာအလျား66ပေအနံ66ပေမြမခေါ်44တောင်ခန့်စီကျယ်ဝန်းပါတယ်
ခုနှစ်ပေခန့်ရှိတဲ့မိတိုင်များကလည်းအတိတ်တန်ဖြစ်ထွန်းကြီးလျက်ပူဇော်ထားရှိခဲ့ကြတယ်လို့လည်းဌာပနာတိုက်သမိုင်းဆောင်မှာဆိုထားပါတယ်ခင်ဗျာဌာပနာတိုက်ရေတွင်မှာရှင်မျက်နှာပြင်ဟာဒီရေတက်ကြအလိုက်လှုပ်ရှားလျက်ရှိနေပါတယ်စံတော်တွင်မှာရေမျက်နှာပြင်မှာမြေရောက်ရေစီးကြောင်းမှာရေကြောဖြင့်လည်းဆက်ဆက်လျက်ရှိနေပါတယ်ဌာပနာတော်တိုက်ရဲ့ထူးခြားချက်တစ်ခုကတော့တစ်ခန်းလုံးလင်းထိန်နေခြင်းပဲဖြစ်ပါတယ်ဌာပနာတော်တိုက်ပတ်ပတ်လည်မှာအခန်းပေါင်း36ခန်းဖွဲ့လျက်အုပ်များဖြင့်အခိုင်အမာတည်ဆောက်ထားပါတယ်ဌာပနာတော်တိုင်မှာပြင်မလေတိုင်းမပါဘဲတန်ရက်မှမပါရှိဘဲကြောက်တုံးကြောက်ခမ်းများဖြစ်တာခမ်းနားဆန့်ကျင်စွာတည်ဆောက်ထားပါတယ်ဖောင်တော်မှာအလျား6ပေခွဲခန့်အတိုင်းအတာရှိပြီးရွှေအစ်စ်ဖြင့်ပြုလုပ်ထားပါတယ်ဌာပနာတော်တိုင်မူဦးဝအတွင်းပိုင်းမှာတော့ဥက္ကလာပမင်းရုပ်ထုနဲ့ဆလဲတော်တဖူတာနဲ့ပလိကညီနောင်သာသနာဆောင်နမင်းကြီးလေးပါနဲ့နတ်တီဝါများပူဇော်နေဟန်ရုပ်ထုများပါထုလုပ်ခဲ့ကြပါတယ်ဌာပနာတော်တိုက်ပြင်ပ၄ဘက်၄တန်းမှာတော့ကြောက်နေရန်ကြီးများဖြင့်အခိုင်အမာကာရန်ထားပါတယ်1820ဝန်းကျင်ခန့်ကလူစွမ်းကောင်းမောင်ကန်ဟာစံတော်တွင်မှမြတ်ဗုဒ္ဓစံတော်စစ်ကိုတရုတ်ပြည်တောက်တုံဥတီမင်းထံပြင်ရန်စံတော်တွင်အတွင်းသို့ဆင်းရာရင်ဘတ်ထိတိုင်ကြောက်ရွံ့ဖြစ်သွားခဲ့ပါတယ်1814ခုနှစ်မှာတော့အင်္ဂလိပ်စစ်တပ်များဌာပနာတိုက်များဖောက်ပြီးတော့အဖိုးတန်ယေတနာများကိုယူခဲ့ကြပါတယ်သူတို့ဟာစံတော်တွင်ဌာပနာတိုက်အားအချိန်ချင်းဖောက်ခဲ့တော့လဲကြောက်နေရန်ကြီးအားမဖောက်နိုင်ခဲ့ပဲလက်လျှော့ခဲ့ရပါတယ်1904ခုနှစ်မှာအာမေးနီးယားလူမျိုးတူဖြစ်တဲ့မစ္စတာအဘရမ်မီအသက်9နှစ်အရွယ်တုန်းကစံတော်ကင်းဝေရာဌာပနာတိုက်တော်အတွင်းသို့ဆင်းသက်ကြည့်ခဲ့ပူပါတယ်။သူဟာရေသေးကြီးများဖျားဖူးလာရောက်ချိန်မှာအမှတ်မထင်ဝင်ရောက်ခွင့်ရခဲ့ခြင်းပဲဖြစ်ပါတယ်။မစ္စတာအဘရမ်မီဟာဌာပနာတော်တိုက်အတွင်းပိုင်းဖွဲ့စည်းထားပုံများရှေးပိတုကလက်ရာပင်လယ်ရေဝင်ပေါက်ထွက်ပေါက်နဲ့အလင်းရောင်ယူထားပုံဤစနစ်များကိုပေါင်းမွန်စွာမှတ်တမ်းတင်ထားနိုင်ခဲ့ပြီးရွှေတကုံဌာပနာတိုက်အနေထားပုံကိုပကြီးရေးဆွဲထားနိုင်ခဲ့ပါတယ်။ယခု animation မှာတော့ Mr. Abrami ရဲ့ပြောပြချက်အချက်လက်အတိုင်းအတာများအတိုင်းစနစ်တကျပြန်လည်ရေးဆွဲတရုပ်ဖော်ကမြန်မာမှုလက်ရများထည့်သွင်းထားခြင်းသာဖြစ်ပါတယ်ခင်ဗျာ Mr. Abrami ပြောပြချက်များကိုရှေးမြန်မာများဟာလည်း1982ခုနှစ်ကစူးစမ်းသုတေသနပြုလုပ်ခဲ့ကြပြီးတော့အုတ်နေရန်ကြီးကာထားတဲ့နေရာအထိရောက်အောင်တွားနိုင်ခဲ့ကြတော့လေအတွင်းကိုဝင်ရောက်မဲ့လမ်းကိုတော့ရှာမတွေ့ခဲ့ကြပါဘူးထို့အချိန်ကပညာရှင်များကျောင်းသားလူငယ်များပါအသက်တရောသူစေတနာပြုလုပ်ပါဝင်ကူညီခဲ့ကြတော့လဲမတိမငြိမ်နှောက်ပန်းခင်များတွင်မတမာသူများနှောက်ယှက်နိုင်ခြင်းမရှိစေရန်အတွက်ရည်ရွယ်ထားကဆူတောင်းပစ္စည်းလှိုင်ဝါကိုတန်တကားပိတ်ခါတော့ခတ်ထားလိုက်ကြပါသည်1982ခုနှစ်ခေတ်လွန်အပိုင်းနှောင်းပိုင်းနှစ်ပေါင်း50နီးပါးကြာခဲ့ပြီဖြစ်ပြီးဌာပနာတော်တိုက်အကြောင်းဆက်လက်သူတေသနာပြုလုပ်နိုင်ခြင်းမရှိတော့ပါဘူးခင်ဗျာကျွန်တော်ဒီနေ့တင်ဆက်ပေးခဲ့တဲ့ရွှေကုန်းစီရီတော်မြတ်ကြီးရဲ့ရှာရှာပပဖူးမြင်ရခဲ့တဲ့မြေရောက်ဌာပနာတိုက်တော်အကြောင်းကိုရန်ကုန်တိုင်းပြည်သူများအားလုံးပဲနှစ်သက်ကြမယ်လို့ထင်ပါတယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးပြည်သက်တို့ရဲ့ထင်မြင်ချက်တွေကိုလည်း comment မှာပါဝင်ဆွေးနွေးပြီးတော့မှန်ပေးသွားကြပါဦးခင်ဗျာကျွန်တော်ရန်ကုန်တိုင်း page ကနေ့စဉ်နေ့တိုင်းထူးထူးခြားခြားဗီဒီယိုတွေအများနဲ့တင်ဆက်နေတဲ့အကြောင်းကျွန်တော်ရန်ကုန်တိုင်း page ကို like share လုပ်ထားပြီးစောင့်ကြည့်ထားလို့ရပါတယ်နေ့စဉ်နေ့တိုင်း YouTube ပေါ်မှာအများနဲ့ဗီဒီယိုတွေစောင့်ကြည့်နိုင်ဖို့အတွက်တော့ကျွန်တော်တို့ရန်ကုန်တိုင်း YouTube channel ကို subscribe လုပ်ပြီးတော့လည်းစောင့်ကြည့်ထားလို့ရပါတယ်အားလုံးကိုကျေးဇူးထူးတင်ရှိနေပါတယ်ခင်ဗျာ